ပြောက်သေးဘူးပေါ့နော်ပြည်သူရောပြည်ပရောနိုင်ငံတကာကိုကရောက်ရှိနေတာကိုလည်းကျွန်တော်တို့အဖြစ်အခုဂရီနီဆိုတာကဒါလေးတွေကကျွန်တော်တို့ဒါမရှိခဲ့ရတော့ဟိုဘယ်သူလဲဘယ်လိုလဲဆိုတာကဟိုမတိမမြင်ခဲ့ဘူးပေါ့လေနော် Karenni is small indigenous small minority in Burma, but we have the good culture background, good history, good value of our tradition. So that provides we continue our culture, our traditional event, not only in the Green State, now in outside like in America, Australia, and other countries also we always celebrate our event. အဲ့တော့အခုလိုကျွန်တော်ဒီအော့စတြေးလျမှာရောက်ရှိတဲ့ကျွန်တော်တို့ဂရီနီရဲ့ဟိုမြို့နယ်ဒီနယ်စုတွေကအခုတော့ကျွန်တော်တို့ဒီအော့စတြေးလျနိုင်ငံကကျွန်တော်တို့ဒီဂေးထိုးဘိုးရဲ့ဟိုကိုလူမျိုးကိုမှပပျောက်ရေးဆိုပြီးတော့လုံနိုင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ခီးပြူတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီတကူတဲ့ပွဲကိုလည်းကျွန်တော်တို့3နှစ်ဒီနှစ်တိုင်နဲ့ဆိုတော့3နှစ်ရှိပြီပေါ့လေနော်ကျွန်တော်တို့လုံနိုင်ခဲ့တာတော့အများကြီးအစိုးရကိုလည်းကျွန်တော်တို့ကျေးဇူးတင်ရှိတာပေါ့နော် So three years ago we went to the VNC Melbourne. So we explained about our Kitubo. So yes, they said we find out the place for us because they want to encourage our art to get our Kitubo here. But later it's very difficult for them to find out the place. So when we come to the Geelong, so we meet Michael help us to get a piece of the land for the Beaten Wood. So that's why we can start our Beaten Wood 2 years ago. အဲ့တော့ကျွန်တော်တို့လှုပ်လာခဲ့တော့ဒုတိယနေ့မှာကျွန်တော်တို့အစိုးရကနေခွင့်ပြုတာမကလို့ကျွန်တော်တို့အခုလိုမျိုးကျွန်တော်တို့ဒီဒေသခါရဲ့ဟိုကျွန်တော်တို့အပေးဘူးလို့ပြောပါတော့ပဲလို့ဟိုပြည်သူအပါအဝီပေါ့နော်ဟိုအခုကျွန်တော်တို့ဟိုမကဲမိသားစုနဲ့ဒီရွာကိုကျွန်တော်ဂရီနီလူမျိုးကိုပါဝီပြီးတော့ဟိုလူလာလာနဲ့အဲ့ဒီကိုမြေကိုချာမှာဟိုဘယ်လိုပြလူလာလာနဲ့အဲ့ဒီလူမျိုးလက်ခါပြီးမှကျွန်တော်လူမျိုးရဲ့အဖြစ်အခုကိုလက်ခါပြီးတော့ဒီလူမျိုးလာရောက်ပြီးတော့ဟိုဟာစိုက်ထုနေချင်းကကျွန်တော်တို့ဂရီနီမျိုးသားဦးလို့ရဲ့ဟိုအပြက်ကလည်းကျွန်တော်တို့ဟိုမမေ့နိုင်လောက်တဲ့ဟိုကြီးစုကနေပြီးမှကျွန်တော်တို့ရိုးရာတစ်ခုဟိုကျွန်တော်တို့အများအားတော့ဟိုကတော့ဘယ်လိုပြောမလဲနော်ဟိုသတိရပါလိမ့်မယ်ပေါ့နော်မှတ်တမ်းလဲသိမှာပေါ့နော် So not only the government, also our Geelong community and other entity community recognize Kitubo, and now they said like to have Kitubo in the Anglesey. That's why we are very happy and appreciate to Michael, Robin, and all the community in Anglesey. အဲ့တော့ကျွန်တော်တို့လည်းဥမာအများကြီးတော့ဒီထက်ရှစ်ဆက်မှာလဲကျွန်တော်အတွက်လဲဟိုမျော်လင့်ချက်ဆိုတာကလည်းအများကြီးရှိတာပေါ့နော်အာကူဆရာလည်းအများကြီးတွေ့နေရတာပေါ့နော်ကျွန်တော်လည်းကိုဆရာမြင်ကြဆိုတာကကျွန်တော်အတွက်အားတစ်ခုဆိုတာကကျွန်တော်တို့ဟိုခံစားသွားတာပေါ့နော် So now I feel like I get the energy from the community, from Michael, Robin, and other community members. And also in the future, we improve more our event. အဲ့တော့ဥမာဒီဟိုမကဲတို့ခြာရီတွေကမှာဆိုလဲခုနပြောတယ်လို့ပဲနော်ဒီလိုမျိုးကိုစားပြုတာကသူ့တိတ်ထားလို့အတွက်မဟုတ်ဘဲနဲ့ဒီရကွဲဒီရရွာနဲ့ပေါင်းချင်အားလုံးအတွက်လဲဟိုအပါဝေးဖြစ်တာပေါ့နော်ဒီကအမတခုရပါလား This kit is not only for the Michael, also for everyone. အားလုံးပဲနော်ကျေးဇူးတင်ပါတယ် Thank you very much. Yeah, ngài là sao